ဘောလုံးဝါသနာရှင်ညီကိုတို့စိတ်လှုပ်ရှားစရာကမ္ဘာဖလားပွဲစဉ်တွေကတော့ပို့ပြီးတော့အရှိန်တက်လာခဲ့ပြီဗျာဒီနေ့မှလည်းပေါ်တူဂီအင်္ဂလန်ခရိုအေးရှားနဲ့ကိုလံဘီယာတို့လိုထိပ်တန်းအသင်းကြီးတွေကစားမဲ့အုပ်စုဒုတိယပွဲစဉ်၄ပွဲလုံးကို9ပေါ်9အောက်အခြေအနေတွေတသင်းချင်းစီရဲ့အားသာချက်အားနည်းချက်တွေနဲ့အတူအသေးစိတ်သုံးသပ်ပေးသွားမှာမို့ဗီဒီယိုလေးကိုမကြော်ပဲအဆုံးထိစောင့်ကြည့်ပေးကြအောင်နော်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ကမ္ဘာဖလားရဲ့ရေပန်းစားတဲ့ပေါ်တူဂီအသင်းနဲ့အာရှကဥဇဘက်ကစ္စတန်တို့ပွဲဖြစ်ပါတယ်အားကျအရပေါ်တူဂီက1.58နဲ့အပြတ်တက်ကိုတာလုံးပြီးနိုင်ဖို့ရေပန်းအစားဆုံးဖြစ်နေတာပါပေါ်တူဂီရဲ့ကွင်းလယ်နဲ့တိုက်စစ်ပိုင်းဖန်တီးမှုကအဆင့်တန်းမြင့်မားလွန်းတာကြောင့်ပွဲစကလေးကဥဇဘက်ကိုတရက်ဆက်ဖိအားပေးလာဖို့ရှိပါတယ်။ဥဇဘက်ကစ္စတန်ကတော့ခံစစ်ပိတ်ဆို့ပြီးကစားဖို့ကြိုးစားမှာဖြစ်ပေမဲ့ပေါ်တူဂီရဲ့တိုက်စစ်အရှိန်နဲ့ကျဲပွင့်ကစားသမားတွေရဲ့အစွမ်းကိုထိန်းချုပ်ဖို့တော်တော်လေးရုန်းကန်ရပါလိမ့်မယ်။ဒီပွဲကတော့ပေါ်တူဂီဘက်ကပွဲကိုစိုးမိုးပြီးဂိုးတွေမြူသွားမဲ့အလားအလာအပြည့်ရှိတာကြောင့်ဂိုးပေါ်over 2.5ကိုပဲအဓိကညွှန်ပြခြင်းပြီးခံမှန်းရလက်အနေနဲ့ပေါ်တူဂီက3C ဒါမှမဟုတ်3-1လောက်နဲ့ဂိုးပြတ်သွားဖို့ရှိပါတယ်ဗျာဒုတိယပွဲစဉ်ကတော့ group ရဲ့အင်္ဂလန်နဲ့အာဖရိကရဲ့လူမဲကျယ်ပွင့်ဂါနာတို့ရဲ့ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်1.2ဆိုတဲ့ကားချက်အရအင်္ဂလန်ကတော့အသာစီးရဖို့ရေပန်းစားနေတာပါဘလင်ဂန်ဟာရီကိန်းတို့ဦးဆောင်တဲ့အင်္ဂလန်တိုက်စစ်ဟာတိုက်စစ်စင်ကစားပုံအားကောင်းပြီးဂိုးသွင်းဖို့အခွင့်အရေးအများကြီးဖန်တီးနိုင်တဲ့အသင်းမှာဒါပေမဲ့ဂါနာကလည်းကြန့်ခိုင်မှုကောင်းမွန်ပြီးတံပြန်တိုက်စစ်အားကိုတတ်တဲ့အပြင်အင်္ဂလန်ကိုအကောင်းဆုံးဒုက္ခပေးနိုင်တဲ့အရေးသွေးရှိပါတယ်။အင်္ဂလန်တိုက်စစ်ကဂိုးရဖို့ရာဂိုင်နှုန်းတော်တော်များသလိုဂါနာဘက်ကလည်းတကိုးလောက်ပြန်ခွဲသွားနိုင်တာကြောင့်အပြန်လန်အုံးမဲ့ဂိုးပေါ် over 9ပွဲမျိုးဖြစ်လာနိုင်ပါတယ်။ခံမှန်းရလက်အနေနဲ့အင်္ဂလန်က2-1ဒါမှမဟုတ်3-1လောက်နဲ့နိုင်ပွဲရသွားဖို့ရှိပါတယ်။တတိယပွဲစဉ်ကတော့ group ရဲ့ပနာမာနဲ့ဥရောပရဲ့မာကျောတဲ့ခရိုအေးရှားတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ခရိုအေးရှားက1.59နဲ့အသာရနေပြီးပွဲကိုစိုးမိုးထားဖို့ရှိပါတယ်။ခရိုအေးရှားဟာမိုဒရစ်တို့ရဲ့ကွင်းလယ်အတွေ့အကြုံစီးစနစ်ကြတဲ့ကစားကွက်တွေနဲ့အတူအကွက်ချပြီးမမထန်ထန်ကစားလာမှာပါ။ပနာမာကတော့အုပ်စုအဆင့်မှာအမှတ်ရဖို့အတွက်ခံစစ်ကိုပဲအဓိကဦးတည်ပြီးပိတ်ဆို့လာပါလိမ့်မယ်။ခရိုအေးရှားကကစားကွက်အပိုင်ထိန်ပြီးပွဲကိုဖြည်းဖြည်းချင်းနှိပ်စက်သွားမှာဖြစ်တယ်လို့ပနာမာကလည်းခံစစ်ကိုပဲအားပြုမှာမို့ဂိုးပေါက်6ကတ်သွားနိုင်ပါတယ်။ဒါကြောင့်ဒီပွဲကိုတော့ဂိုးတွေအများကြီးမထွက်နိုင်ပဲဂိုးအောက်under 2.5သမားတွေအကြိုက်တွေးမဲ့ပွဲလို့သတ်မှတ်ခြင်းပြီးခံမှန်းရလက်ကတော့ခရိုအေးရှားက2-Cလောက်နဲ့တက်တောင့်တက်တာအနိုင်ရသွားဖို့ရှိပါတယ်ဗျာ။နောက်ဆုံးပွဲကတော့ group ရဲ့ကိုလံဘီယာနဲ့DR ကွန်ဂိုတို့ပွဲပဲဖြစ်ပါတယ်။ကိုလံဘီယာကကစားသမားအင်အားနဲ့တောင်အမေရိကစတိုင်စုဖွဲ့မှုပိုင်းပုံမတာလုံးပေမဲ့ DR ကွန်ဂိုကလည်းခွန်အားသုံးမထန်ထန်ကစားတတ်ပြီးကမ္ဘာဖလားမှာခံစစ်ပိတ်ဆို့မှုများတာကြောင့်ကိုလံဘီယာတိုက်စစ်ကိုရဖို့တော်တော်လေးရုန်းကန်ရမယ့်အနေထားပါကိုလံဘီယာကပွဲကိုအပိုင်ထိန်းချုပ်ဖို့ကြိုးစားမှာဖြစ်ပေမဲ့ DR ကွန်ဂိုရဲ့ခံစစ်ကိုဖောက်ဖို့အချိန်ယူရနိုင်ပြီးဂိုးသိမ့်မထွက်ပဲပွဲအေးသွားနိုင်ပါတယ်ဒါကြောင့်ဒီပွဲကတော့အပြန်လန်ထိန်းကစားရင်းနဲ့ပဲအချိန်ကုန်သွားနိုင်လို့ဂိုးအောက် under 2ငါးကိုပဲညွှန်ပြခြင်းပြီးခံမှန်းရလက်အနေနဲ့ကိုလံဘီယာကကပ်ပြီးတူညဒါမှမဟုတ်2 စီလောက်နဲ့ပဲအနိုင်ရသွားဖို့ရှိပါတယ်ဗျာဒီညရဲ့အသင်းကြီးတွေကဘယ်အသင်းတွေကဂိုးတွေမြူပြီးကန်ကောင်းသွားမလဲထင်လဲမိမိတို့ရဲ့အကြိုက်ဆုံးအသင်းနဲ့ရလက်တွေကိုအောက်က comment မှာရေးသွားကြအောင်နော်ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နောက်ထပ်ပွဲကောင်းတွေမှာပြန်တွေ့ကြမယ်အားလုံးပဲကန်ကောင်းကြပါစေ